အမေရိကန်ကအစ္စရေးတွေရဲ့နျူကလ িয়ার စက်ရုံကြောင်းကိုလုံးဝမသိခဲ့တာတော့မဟုတ်ပါဘူးအစ္စရေးရဲ့စက်ရုံတွေကို1960ပြည့်နှစ်တည်းမှာအမေရိကန်စစ်စေးရေးဖွဲ့တွေကအကြိမ်ကြိမ်သွားပြီးစစ်ဆေးခဲ့ပြီးတော့အဲတော့ငါဆိုလို့ရှိရင်ဒီစက်ရုံတွေရဲ့အောက်မှာပလူတိုနီယမ်တွေကိုအစ္စရေးတွေကခိုးထုတ်နေတယ်ဆိုပြီးတော့တန်တရားတွေတောင်ရှိနေခဲ့ပါတယ်ပြီးတော့အစ္စရေးကနျူကလ িয়ার လက်နက်ဆက်လက်မပြန့်ပွားရေးစာချုပ်ဆိုတဲ့ NPT မှာလည်းလက်မှတ်မထိုးထားပါဘူးဒါပေမဲ့တစ်ဖက်မှာတော့အစ္စရေးရဲ့ပြိုင်ဘက်အာရပ်နိုင်ငံတွေကဒီစာချုပ်ထဲမှာလက်မှတ်ထိုးထားရပါတယ်ဒါတွေကဘာကြောင့်ဖြစ်ခဲ့ရတာလဲပြီးတော့ပြင်သစ်နဲ့အစ္စရေးတွေကလျှို့ဝှက်ပူးပေါင်းပြီးတော့နျူကလ িয়ার လက်နက်ကိုထုတ်ဖို့လုပ်နေကြတဲ့အချိန်မှာအမေရိကန်ကတိချင်းနဲ့ဘာကြောင့်မသိချင်အောင်ဆောင်ခဲ့ရတာလဲနောက်ဆုံးမှာတော့အာရပ်နိုင်ငံတွေကစာချုပ်ထဲမှာဝင်သွားပြီမဲ့အစ္စရေးကစာချုပ်ပြင်မှာဘာကြောင့်မလို့ရှိနေနိုင်ခဲ့ရတာလဲဒီဇလန်တွေကနျူကလ িয়ার ဘုံးတစ်လုံးကိုတိစောက်ခဲ့တဲ့ဇလန်တစ်ခုတည်းမဟုတ်ပါဘူးဘယ်သူတွေကစီးမြင်းတွေကိုရေးခဲ့တာလဲနောက်ပြီးဘယ်သူတွေကအဲ့ဒီစီးမြင်းတွေကိုကျော်လွန်နိုင်ခဲ့တာလဲဆိုတဲ့နိုင်ငံတကာအာဏာရေးဇလန်ပဲဖြစ်ပါတယ်အဲ့တော့ဒီညမှာတော့အစ္စရေးရဲ့နျူကလ িয়ার တမိုင်းကြောင်းအကုန်အစအနေဆုံးတီကို Midnight Wisdom မှာအတူတူကြည့်လိုက်ကြရအောင်အားလုံးပဲမင်္ဂလာပါဗျအေဂျင့်နဲ့ညချိန်လေးမှာစိတ်လက်ရည်နဲ့ဘုသူတာအသစ်တွေကိုနားထောင်ရင်အနားယူနိုင်မှုအတွက် The Midnight Wisdom ကနေကြိုးစားပါတယ်ဒီနေ့ညမှာတော့ကမ္ဘာပထဝီနိုင်ငံရေးနဲ့ထောက်လှမ်းရေးတမိုင်းတစ်လျှောက်မှာလျှို့ဝှက်ချက်အကြီးမားဆုံးနဲ့အနက်ရှိုင်းဆုံးနဲ့တစ်ခုအနေနဲ့သတ်မှတ်ခံရတဲ့အစ္စရေးရဲ့နျူကလ িয়ার လက်နက်စီမံကိန်းတွေဘယ်လိုမျိုးစခဲ့လဲဘယ်လိုတွေဖြစ်ပေါ်ခဲ့လဲဒါတွေအကုန်လုံးရဲ့အကြောင်းတွေအစအဆုံးအကုန်လုံးကျွန်တော်တို့အတူတူကြည့်လိုက်ကြအောင်ဒီအကြောင်းအရာတွေကို geopolitics ကမ္ဘာပထဝီနိုင်ငံရေးကိုလေ့လာထားတဲ့သတင်းအချက်အလက်တွေပေါ်မှာအခြေခံပြီးတော့ပြောသွားမှာဖြစ်ပါတယ်ဒါပေမဲ့သတင်းတစ်ပုဒ်စီတိုင်းမှာခံမှန်းချက်တွေနဲ့သေချာတည်ပြုနိုင်တဲ့အချက်အလက်တွေကရောနေနိုင်တာမို့လို့ကျွန်တော်တို့ကဒီဇလန်ကိုပြောတဲ့အခါမှာအမှန်တကယ်အတည်ပြုနိုင်တဲ့အချက်အလက်တွေလေ့လာသူတွေရဲ့သုံးသပ်ချက်တွေကိုသေချာလေးခွဲပြီးတော့မှန်တာတွေပဲပြောသွားမှာဖြစ်ပါတယ်မူရင်းကိုကားနဲ့စောင်းပါးတွေအားလုံးကိုအောက်မှာလင်းနေချတာပဲမှာဖြစ်ပါတယ်ကဲတနေ့တာလှုပ်စီရတဲ့အကုန်ပြီးသွားပြီဆိုတော့မစ္စည်းကိုအသာလေးမိတ်စိတ်ကိုရှုတ်ချလိုက်ပြီးတော့ဒီညအတွက်ဘုဒ္ဓတာလေး Midnight Wisdom ကိုစလိုက်ကြရအောင်ဒီနေ့ခေတ်ရဲ့ကမ္ဘာသတင်းမီဒီယာကြီးတွေကိုဖွင့်ရှင်းလိုက်မယ်ဆိုလို့ရှိရင်အရှိအလဲပိုင်းဒေတာရဲ့နျူကလ িয়ার ချင်းချောင်မှုလို့ပြောလိုက်တာနဲ့အီရန်နိုင်ငံစီကိုပဲအားလုံးကလက်ညှိုးထိုးပြီးတော့ပြောနေကြတာတွေ့ရပါလိမ့်မယ်ဒါပေမဲ့တကယ်မြေပြင်ပထဝီနိုင်ငံကြီးလက်တွေ့နေထားမှာတော့အရှိအလဲပိုင်းဒေတာတစ်ခုလုံးမှာနျူကလ িয়ার လက်နက်ကိုအမှန်တကယ်အများကြီးပိုင်ထားတဲ့တစ်ခုတည်းသောနိုင်ငံကတော့အစ္စရေးပဲဖြစ်ပါတယ်အစ္စရေးဘက်ကတော့သူတို့မှာနျူကလ িয়ার လက်နက်တွေဘယ်လောက်များများပိုင်ထားလဲဆိုတာနဲ့ပတ်သက်ပြီးတော့တရားဝင်ထုတ်မပြောထားပေမဲ့အပြည်ပြည်ဆိုင်ရာသူတေသနအဖွဲ့တွေကတော့အစ္စရေးမှာနျူကလ িয়ার ထိပ်ဖူးပေါင်း60ဝန်းကျင်ရှိနိုင်တယ်ဆိုပြီးတော့ခန့်မှန်းထားပါတယ်ဒီနေ့ချိန်ထိတော့အစ္စရေးတွေကနျူကလ িয়ার ambiguity လို့ခေါ်တဲ့နျူကလ িয়ারမရေမရာမူဝါဒကိုပဲဆက်ပြီးတော့ကင်ဆွဲထားတော့မှာပဲအဲ့ဒါကတော့သူတို့အစ္စရေးမှာနျူကလ িয়ার လက်နက်တွေတကယ်ရှိတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့တရားဝင်ဝန်မခံထားသလိုတစ်ဖက်မှာလည်းမရှိဘူးဆိုပြီးတော့လည်းလုံးဝမငြင်းထားတဲ့အနေအထားမျိုးပဲဖြစ်ပါတယ်ဒါကိုနျူကလ িয়ার ambiguity လို့ခေါ်ပါတယ်အစ္စရေးရဲ့လျှို့ဝှက်နျူကလ িয়ারမူဝါဒတွေထဲမှာအရန်ကိုပြင်းထန်ပြီးကြောက်စရာကောင်းတဲ့ view ဟာတစ်ခုရှိပါတယ်အဲ့ဒါကတော့ Samsung ရွေးချယ်မှုဆိုတဲ့ Samsung option ပဲဖြစ်ပါတယ် Samsung option ဆိုတာကအစ္စရေးဆိုရဘက်ကနေတရားဝင်ထုတ်ပြန်ထားတဲ့မူဝါဒတော့မဟုတ်ပါဘူးသူတို့အစ္စရေးနိုင်ငံကြီးအစုံဆုံးအမြင့်ဆုံးအနေအထားမျိုးထိချင်းချောက်ခံရတဲ့အနေအထားမျိုးမှာအစ္စရေးဘက်ကအရန်ကိုပြင်းထန်တဲ့လက်တုပ်ပြန်မှုတစ်ခုပြုလုပ်နိုင်တယ်ဆိုပြီးတော့သူတီတီတချို့ကသုံးသပ်ထားတဲ့အယူဆပဲဖြစ်ပါတယ် Samsung ရဲ့အဓိပ္ပာယ်ကတော့တမန်ကျန်းစာထဲမှာဆိုလို့ရှိရင်အမှပါတဲ့ခွန်အားအရန်ကြီးတဲ့သူရဲကောင်း Samsung ကရန်သူတွေရဲ့ဝိုင်းပြီးတော့ဖန်ဆီးနှိပ်စက်တာကိုခံနေရတဲ့အချိန်မှာရန်သူအဆောက်အုံကြီးရဲ့ပင်မတိုင်လုံးတွေကိုသူကိုယ်တိုင်ဆွဲလန့်ချပြီးတော့ရန်သူတွေနဲ့အတူတူသူ့ကိုယ်သူပါအဆုံးစီရင်ခဲ့ပြီးတော့အရာအားလုံးကိုပျက်စီးစေခဲ့တဲ့တမိုင်းကိုဆွဲပြထားတာပဲဖြစ်ပါတယ်အဲ့ဒီလိုမျိုးအရန်ကိုပြင်းထန်ပြီးကြောက်စရာကောင်းတဲ့ view ဟာနဲ့အတူတူအစ္စရေးတွေရဲ့တောက်လျှောက်ကြည့်သုံးလာခဲ့တဲ့နောက်ထပ်တန်တမာကြီးကစားကွက်တစ်ခုကလည်းရှိပါတယ်အဲ့ဒါကတော့ခုနကပြောတဲ့ strategic ambiguity လို့ခေါ်တဲ့ view ဟာမြောက်မရေမရာမူဝါဒပဲဖြစ်ပါတယ်ဒါတွေကနျူကလ িয়ার လက်နက်ရှိပါတယ်လို့လည်းတရားဝင်မပြောသလိုမရှိဘူးလို့လည်းလုံးဝမငြင်းဆိုထားတဲ့တကဘာလုံးကိုဝေခွဲမရဖြစ်အောင်ဇဝေဇဝါဖြစ်အောင်ဖုံးကွယ်ထားတဲ့ဖဲသမားတယောက်ရဲ့မျက်နှာဖုံးလိုမျိုးမူရမာယာများတဲ့မူဝါဒပဲဖြစ်ပါတယ်အစ္စရေးကနျူကလ িয়ার လက်နက်မပြန့်ပွားရေးဆိုတဲ့ NPT အဖွဲ့ဝင်နိုင်ငံမဟုတ်တာမို့လို့သူတို့လုပ်နေတဲ့နျူကလ িয়ার လုပ်ငန်းတွေကနိုင်ငံတကာနျူကလ িয়ার စောင့်ကြည့်ရေးအဖွဲ့ IAEA ရဲ့အပြည့်အဝ
စောက်ကြည့်မှုအောက်မှာရှိမနေပါဘူးဒါပေမဲ့အစ္စရေးမှာရှိတဲ့တန်တရားဝင်ခံနေရတဲ့နျူကလ িয়ার ပစ္စည်းနဲ့အဆောက်အုံတွေကိုတော့တီးခြားလုံခြုံရေးသဘောတူညီချက်အနေနဲ့စောက်ကြည့်မှုကိုတော့သူတို့ပေးထားပါတယ်ပြောမယ်ဆိုလို့ရှိရင်ကမ္ဘာပေါ်မှာနျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့နိုင်ငံပေါင်း9နိုင်ငံထဲမှာအစ္စရေးနိုင်ငံတစ်ခုတည်းရပဲသူတို့မှာနျူကလ িয়ার လက်နက်ရှိတယ်ဆိုတာကိုတရားဝင်ထုတ်ပြီးတော့ဝန်မခံထားတဲ့တစ်ခုတည်းသူနိုင်ငံပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီလောက်ထိအပြည့်စွမ်းအားကြီးပြီးတော့ကြောက်စရာကောင်းတဲ့နျူကလ িয়ার လက်နက်တွေကိုအစ္စရေးကဘယ်လိုမျိုးပိုင်ဆိုင်လာခဲ့လဲဆိုတာကိုကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်အောင်ပြီးတော့လို့ရှိရင်ဒါတွေကိုသူတို့ကဘာကြောင့်လုပ်ခဲ့ရတာလဲဆိုတာကိုဆက်ပြီးကြည့်ကြမှာဖြစ်ပါတယ်အဲ့တော့မှပဲအရှိအလဲပိုင်းဒေတာမှာအစ္စရေးရဲ့အခြေအနေတွေကိုကျွန်တော်တို့အားလုံးတဲတဲကွယ်ကွယ်နဲ့နားလည်သွားမှာဖြစ်ပြီးတော့တမိုင်းဖိမှန်တဲ့အကောင်လုံးကိုသဘောပေါက်သွားမှာဖြစ်ပါတယ်ဒါတွေအားလုံးက1948ခုနှစ်မှာစပါတယ်1948ခုနှစ်ဧပြီလမှာဟာဂါနာအာဂွန်နဲ့လီဟီအဲ့ဒီလိုမျိုးဂျူးလက်နက်ကင်မြောက်ဖွဲ့စည်းဇီယွန်ဝါဒပီတုစစ်အဖွဲ့အစည်းတွေက Plan Dallas လို့ခေါ်တဲ့ Dallas စီမံချက်ကိုစပြီးတော့အကောင့်တွေပေါ်လှုပ်ရှားခဲ့ကြပါတယ်အဲ့ဒီစီမံချက်ရဲ့အဓိကရွေးချက်ကတော့မကြခင်မှာသူတို့အသက်ထောင်တော့မဲ့နိုင်ငံထဲမှာရှိနေတဲ့ပါလက်စတိုင်းဒေသခံတွေရဲ့ကြီးရွာတွေကိုစစ်ရေးနည်းလမ်းနဲ့တုံးပြီးတော့အကုန်လုံးကိုရှင်းထုတ်ပြီးဂျူးလူမျိုးတွေအများစုတီးတက်နေတိုင်းနဲ့နေမြေတစ်ခုကိုအမြန်ဆုံးတည်တကြနဲ့တည်ဆောက်နိုင်ဖို့ပဲဖြစ်ပါတယ်။အဲ့ဒီလိုမျိုးပြင်းထန်တဲ့စစ်စင်ရေးတွေကြောင့်ပဲပါလက်စတိုင်းကြီးရွာပေါင်း900ကျော်တွေကမြေပုံပေါ်ကနေလုံးလုံးလဲလဲပျက်စီးပျောက်ကွယ်ခဲ့ရတယ်လို့လူပေါင်း8သိန်းကျော်တွေကလည်းကိုယ့်ရဲ့အိုးအိမ်စည်းစိမ်တွေကိုစွန့်ခွာခဲ့ရပြီးတော့စစ်ပေးဒုက္ခတွေနဲ့ထွက်ပြေးပြီးတိမ်းရှောင်ခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ကုလသမဂ္ဂ UN ဘက်ကနေပြီးတော့ဒီစစ်ပေးဒုက္ခတွေအကုန်လုံးကိုသူတို့ရဲ့အရင်နေရစီကိုပြန်ပြီးတော့နေထိုင်ခွင့်ပြုဖို့အတွက်ဆုံးဖြတ်ချက်တွေကိုချခဲ့တယ်ဆိုပေမဲ့လည်းတကယ်မြေပြင်နေသားမှာကြတော့ကိုယ့်ရဲ့အိမ်ကိုပြန်ပြီးတော့ဝင်ဖို့အတွက်စ조사လာကြတဲ့ပါလက်စတိုင်းဒုက္ခတွေအကုန်လုံးကိုနေဆက်စီကနေစစ်တပ်တွေကပစ်ခတ်ပြီးတော့တားဆီးတာတွေဖြစ်လာခဲ့ရပါတယ်။အစ္စရေးရဲ့ပထမအဦးဆုံးဝန်ကြီးချုပ်ဖြစ်လာမဲ့ဒေးဗစ်ဘင်ဂူရီယန်ကတော့ကမ္ဘာတစ်လျှောက်မှာဗြိတိရှအင်ပါယာကြီးတွေရဲ့နယ်မြေထိန်းချုပ်မှုနည်းလမ်းပြူဟာတွေကိုဆယ်စုနှစ်နဲ့ချီအောင်အသေးစိတ်လေ့လာခဲ့တဲ့နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ပဲသူကအရန်ကိုခါးသီးတဲ့အမှန်တရားတစ်ခုအနေနဲ့လူသားတွေရဲ့သဘောတဘာဝအမှန်တရားတွေကိုအစကတည်းကကောင်းကောင်းကြီးနားလည်ထားခဲ့တာပဲဖြစ်ပါတယ်။သူနားလည်ထားတဲ့အမှန်တရားကတော့သူတို့နေတဲ့နေအိမ်နယ်မြေတွေကိုလက်လွတ်ဆုံးရှုံးခံလိုက်ရတဲ့ဒေသခံပါလက်စတိုင်းတွေနဲ့လက်ရှိသူတို့အစ္စရေးကိုဝန်းရံထားတဲ့အာရပ်ကမ္ဘာတွေအားလုံးကဒါကိုဘယ်တော့မှလွယ်လွယ်လေးနဲ့အရှုံးပေးကြမှာမဟုတ်ဘူးဆိုတဲ့အချက်ပဲဖြစ်ပါတယ်။အဲ့တော့သူတို့နိုင်ငံတသေးလေးရဲ့လုံခြုံရေးကိုကာကွယ်ဖို့အတွက်ဆိုလို့ရှိရင်တစ်ဖက်ရန်သူတွေဘက်ကဘလို့မှမကြော်လွှားနိုင်တဲ့တန်မဏိတတိုင်းလိုမျိုးမဟာဗျူဟာလေးကြာပြီးတော့လွှမ်းမိုးမှုထိန်းချုပ်နိုင်စွမ်းတွေအရန်ကိုကြီးတဲ့စစ်ရေးစွမ်းရည်တစ်ခုကတော့မဖြစ်မနေလိုအပ်နေတယ်ဆိုပြီးဘန်ဂူရီယန်ကအခိုင်အမာယုံကြည်ခဲ့ရတာဖြစ်ပါတယ်။ကိုပတ်လည်မှာရန်သူတွေဝိုင်းနေတဲ့အိမ်တစ်လုံးကိုကာကွယ်ဖို့အတွက်ဆိုလို့ရှိရင်တာမန်ချန်စီယိုနဲ့ကတော့ဘလို့မှအဆင်မပြေပါဘူး။ဒါကြောင့်မလို့ပဲလုံးဝဝင်တိုးလို့မရတဲ့လျှက်စစ်တန်မဏိတတိုင်းလိုမျိုးတီဆောက်မှပဲစိတ်ချရတယ်ဆိုတဲ့သဘောပဲဖြစ်ပါတယ်။အဲ့ဒီအယူအဆယုံကြည်ချက်တွေရဲ့နောက်ဆက်တွဲရလဒ်နေရတော့1948ခုနှစ်ဧပြီလမှာဘင်ဂူရီယန်ကဥရောပတိုက်မှာရှိနေတဲ့သူ့ရဲ့အဓိကတာဝန်ခံတွေစီကိုနျူကလ িয়ার လက်နက်ထုတ်ဖို့အတွက်သိပ္ပံပညာရှင်တွေကိုရှာဖွေစုဆောင်းပြီးတော့ခေါ်ယူလာဖို့အရေးပေါ်လျှို့ဝှက်ညွှန်ကြားချက်စာတမ်းဆောင်ကိုရေးပြီးတော့ပို့ပေးခဲ့ပါတယ်။ဒါကတော့အစ္စရေးရဲ့နျူကလ িয়ার စီမံကိန်းကြီးစီကိုဦးတည်သွားစေခဲ့တဲ့တမိုင်းဝင်ပထမဦးဆုံးခြေလှမ်းကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်ကြီးပြီးသွားတဲ့ချိန်တုန်းကဆိုလို့ရှိရင် Holocaust လို့ခေါ်တဲ့နာဇီတွေရဲ့ရဲရဲဆက်ဆက်ဂျူးလူမျိုးတွေကိုတပ်ဖြတ်တဲ့ဘေးကနေတီတီလေးလွတ်မြောက်လာခဲ့တဲ့ဉာဏ်ကြီးရှင်ဂျူးသိပ္ပံပညာရှင်တွေအများစုကအဲ့တော့ကဆိုလို့ရှိရင်ဥရောပတစ်ခွင်မှာအများကြီးပြည့်ပြီးတော့ရှိနေခဲ့ပါတယ်။သူတို့တွေအားလုံးကနာဇီလက်တွေကနေလွတ်မြောက်လာပြီးတော့အသက်ရှင်ကျန်ရစ်နေတဲ့သိပ္ပံပညာရှင်တွေပဲဖြစ်ပါတယ်။အစ္စရေးရဲ့ပထမဦးဆုံးဝန်ကြီးချုပ်ဒေးဗစ်ဘန်ဂူရီယန်ကအဲ့ဒီထူးချွန်တဲ့သိပ္ပံပညာရှင်တွေကိုသူတို့နိုင်ငံစီကိုမဖြစ်မနေအရောက်ဖိတ်ခေါ်ပြီးတော့ဒါတွေနဲ့နည်းပညာအင်အားစုတစ်ခုအဖြစ်စပြီးတော့ဖွဲ့စည်းခဲ့ပါတယ်။အစ္စရေးမှာကတယံစာတဆိုတာလည်းသိမရှိပါဘူး။ပြီးတော့သူတို့ကနိုင်ငံအသစ်လည်းဖြစ်နေတာမို့လို့ဘန်နာရေးရင်းနှီးရလည်းတော်တော်နေခဲ့ပါတယ်။ဒါကြောင့်မလို့သူတို့အင်အားနဲ့ကိုယ့်ဘာသာနျူကလ িয়ার လက်နက်ဓာတ်ပေါင်းဖို့တိစောက်မယ်ဆိုလို့ရှိရင်ဘလို့မှမဖြစ်နိုင်ခဲ့ပါဘူး။အဲ့တော့အစ္စရေးအတွက်ဒီခက်ခဲတဲ့နျူကလ িয়ার နည်းပညာကိုလက်တွေ့အကောင့်ထဲပေါ်ဖို့အတွက်သူတို့ကိုလက်တွဲခေါ်ပြီးမဲ့ကမ္ဘာအင်အားကြီးမဟာမိတ်နိုင်ငံတစ်ခုကိုလွှမ်းလာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကန်ဂျမာရဲ့မမျှော်လင့်ထားတဲ့အလှည့်ပြောင်းတစ်ခုဟာဖြစ်လာခဲ့ပါတယ်။အဲ့တော့ဆိုလို့ရှိရင်သူတို့ရဲ့ကိုလိုနီအင်ပါယာကြီးကစပြီးတော့ပြိုကွဲနေပြီးတော့နိုင်ငံတကာမျက်နှာစာမှာဆိုလို့ရှိရင်လေ
ထိတ်လန့်စိုးရိမ်စရာတွေနဲ့ရင်ဆိုင်နေခဲ့ရတဲ့ဥရောပရဲ့အင်အားကြီးနိုင်ငံတစ်ခုကအစ္စရေးကိုကူညီဖို့အတွက်ရှေ့တန်းထွက်လာခဲ့ပါတယ်။အဲ့ဒီနိုင်ငံကတော့ပြင်သစ်နိုင်ငံပဲဖြစ်ပါတယ်။1950ခုနှစ်တွေရဲ့အစောပိုင်းအခြေအနေတုန်းကဆိုလို့ရှိရင်ပြင်သစ်နိုင်ငံကတမိုင်းတစ်လျှောက်မှာအဆိုးရွားဆုံးအကျက်တဲပေါင်းစုံနဲ့ကြုံတွေ့ခဲ့ရတဲ့အချိန်တစ်ခုဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်ကနေရတဲ့ဒဏ်ရာဒဏ်ချက်တွေကြောင့်ပဲပြင်သစ်နိုင်ငံရဲ့စီးပွားရေးတစ်ခုလုံးကအစိမ့်စိမ့်မော်မော်ပျက်စီးခဲ့ရပြီးတော့အရှေ့တောင်အာရှဗီယက်နမ်ကနေစပြီးတော့မြောက်အာဖရိကအယ်ဂျီးရီးယားတွေထိဆယ်စုနှစ်နဲ့ချီပြီးဖြန့်ကျက်ထားခဲ့တဲ့သူတို့ပြင်သစ်ကိုလိုနီအမ်ပါယာကြီးတစ်ခုလုံးဟာဒေသခံတွေရဲ့လွတ်လပ်ရေးတော်လှန်စစ်တွေကြောင့်ပဲပြိုကွဲလူနီးပါးအခြေအနေတွေကိုရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပြင်သစ်နိုင်ငံခေါင်းဆောင်တွေယုံကြည်ထားတာကတော့စစ်အေးတိုက်ပွဲရဲ့အမေရိကန်နဲ့ဆိုဗီယက်တွေရဲ့ကြီးစိုးမှုလွှမ်းမိုးမှုအောက်ကနေယုံထွက်နိုင်ပြီးတော့သူတို့ပြင်သစ်တွေရဲ့မျိုးသားလွတ်လပ်ခွင့်နဲ့အချုပ်ချာအာဏာလုံခြုံရေးတွေကိုအခိုင်အမာအာမခံချက်တစ်ခုပေးနိုင်မယ်။တစ်ခုတည်းသောနီလန်ကတော့နျူကလ িয়ার လက်နက်ပဲဖြစ်တယ်ဆိုပြီးတော့အခိုင်အမာယုံကြည်လက်ခံခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီလိုနဲ့1950ပြည့်နှစ်တွေရဲ့အစောပိုင်းကာလမှာပဲပြင်သစ်နိုင်ငံကမာခူးဒေသမှာသူတို့ရဲ့တမိုင်းဝင်ပထမအဦးဆုံးနျူကလ িয়ার စက်ရုံကိုစပြီးတော့တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ပြင်သစ်မှာဆိုရင်နျူကလ িয়ার စက်ရုံတစ်ခုတည်ဆောက်ဖို့အတွက်လိုအပ်တဲ့အင်ဂျင်နီယာအင်အားတွေအေယာမစက်မှုလက်မှုအဆောက်အုံတွေအပြည့်စုံရှိနေပြီးတော့အာဖရိကကနေသူတို့ရဲ့ကိုလိုနီနယ်မြေတွေစီကနေယူရေနီယံသတ္တုတွေကိုလည်းအလုံးလောက်ထုတ်ယူနိုင်စွမ်းအပြည့်အဝရှိနေခဲ့ပါတယ်။ဒါပေမဲ့ပြင်သစ်မှာလိုအပ်နေတဲ့နောက်ထပ်အရေးကြီးတဲ့တစ်ခုကရှိနေပါတယ်။အဲ့ဒါကတော့အစစ်မြစ်ယူပဗေဒသဘောတရားတွေနဲ့ကွန်ပျူတာအစစ်မြစ်သင်္ချာတွက်ချက်မှုနည်းပညာတွေပဲဖြစ်ပါတယ်။ပြောမယ်ဆိုလို့ရှိရင်ပြင်သစ်မှာသူတို့အိမ်တလုံးဆောက်ဖို့အတွက်လိုအပ်တဲ့အုပ်တွေတံမဏိတွေလက်သမားတွေအကုန်ရှိနေပါတယ်။ဒါပေမဲ့ဒီအဆောက်အုံကြီးကိုမပြိုလဲသွားရအောင်ထိန်းညှိပြီးတော့တွက်ချက်ပေးမယ်ဘီတုကပညာရှင်ရဲ့အုတ်နှောက်တစ်ခုလိုအပ်နေတာပဲဖြစ်ပါတယ်။အဲ့ဒီမှာပဲနာဇီတွေရဲ့ညှဉ်းပန်းနှိပ်စက်မှုကနေလွတ်မြောက်လာခဲ့တဲ့အစ္စရေးရဲ့ထိပ်တန်းသိပ္ပံပညာရှင်တွေကပြင်သစ်လိုအပ်နေတဲ့အုတ်နှောက်တွေဖြစ်လာပါတယ်။အဲ့ဒီမှာသူတို့တွေပေါင်းလိုက်ကြတော့အစ္စရေးရဲ့သိပ္ပံပညာရှင်တွေကပြင်သစ်ရဲ့နျူကလ িয়ার လက်နက်စီမံကိန်းတစ်ခုလုံးအတွက်မရှိမဖြစ်အရေးကြီးဆုံးအဓိကအင်ဂျင်တစ်ခုလိုဖြစ်လာပါတယ်။ပြင်သစ်ရဲ့လျှို့ဝှက်ထားတဲ့မာခူးနျူကလ িয়ার စက်ရုံဝင်းတွေကိုလွတ်လွတ်လပ်လပ်နဲ့ဝင်ထွက်ခွင့်ရှိတဲ့တခုတည်းသောနိုင်ငံသားတွေကလည်းဒီအစ္စရေးပညာရှင်တွေဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်တို့သေချာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီနှစ်နိုင်ငံပေါင်းပြီးတော့နျူကလ িয়ার ထုတ်နေတာတွေကသူတို့တွေတယောက်နဲ့တယောက်ကူညီခြင်းစိတ်တွေလူမှုရေးစိတ်တွေပရာဟိတစိတ်တွေနဲ့ဝိုင်းပြီးတော့လုပ်နေကြတာမဟုတ်ပါဘူး။ပြင်သစ်နဲ့အစ္စရေးဒီပူးပေါင်းလှုပ်ဆောင်မှုတွေရဲ့နောက်ွယ်မှာတော့ပထဝီနိုင်ငံရေး geopolitics အပေးအယူတွေနဲ့သွေးစွန်းနေတဲ့နိုင်ငံရေးကစားကွက်တွေအများကြီးပါနေခဲ့ပါတယ်။ပြင်သစ်တွေကအစ္စရေးနိုင်ငံအတွက်အဓိကလိုအပ်နေတဲ့ခေတ်မီလက်နက်တွေကိုထောက်ပံ့ပေးခဲ့တဲ့လူဖြစ်လာပြီးတော့တစ်ဖက်မှာလည်းအယ်ဂျီးရီးယားမော်ရိုကိုနဲ့တူနီးရှားတို့လိုပြင်သစ်ရဲ့မြောက်အာဖရိကကိုလိုနီတွေစီမှာအာရပ်လွတ်လပ်ရေးလှုပ်ရှားတော်လှန်မှုတွေအရှိန်အဟုန်နဲ့ပေါ်ပေါက်လာတဲ့အချိန်တုန်းကဆိုလို့ရှိရင်လေအစ္စရေးတွေကဒါတွေကိုချေမှုန်းနှိမ်နင်းနိုင်မှုအတွက်ပြင်သစ်စစ်တပ်ကိုအရေးကြီးတဲ့ထောက်လှမ်းရေးသတင်းချက်လက်တွေကိုအပြည့်အဝပြင်ပြီးတော့ကူညီပံ့ပိုးပေးခဲ့တာဖြစ်ပါတယ်။ဒါနဲ့တည်းမပြီးသေးဘူး။ကုလသမဂ္ဂညီလာခံတွေမှာဆိုလို့ရှိရင်လေအဲ့ဒီအာရပ်နိုင်ငံတွေရဲ့လွတ်လပ်ရေးတောင်းဆိုမှုတွေကိုပယ်ချနိုင်မှုအတွက်အစ္စရေးတွေကပြင်သစ်ဘက်ကနေမဲပေးပြီးတော့ကာဝယ်ပေးခဲ့ပါတယ်။ပြီးတော့အစ္စရေးဝန်ကြီးချုပ်ဖြစ်တဲ့ဒေးဗစ်ဘန်ဂူရီယန်ကပြင်သစ်ခေါင်းဆောင်ချားစ်ဒီဂေါဘာပြောခဲ့လဲဆိုလို့ရှိရင်အယ်ဂျီးရီးယားနေပြည်တော်ကိုပြင်သစ်အခြေချနေထိုင်တဲ့လူတွေနဲ့ဒေသခံတိုင်းရင်းသားတွေကြားမှာတယောက်နဲ့တယောက်မတူအောင်ခွဲခြားပြီးတော့အုပ်ချုပ်ဖို့အထိတောင်အကြံဉာဏ်ပေးခဲ့တာဖြစ်ပါတယ်။အဲ့ဒါကိုဒေးဗစ်ဘန်ဂူရီယန်ကဘယ်လိုပြောလဲဆိုလို့ရှိရင်ဒါကအယ်ဂျီးရီးယားရဲ့ပြဿနာကိုဖြေရှင်းနိုင်တဲ့တခုတည်းသောနီလန်ပဲဆိုပြီးတော့ပြောခဲ့တာဖြစ်ပါတယ်။ပြင်သစ်ခေါင်းဆောင်ဒီဂေါစ်ကတော့အဲ့ဒီအစီအစဉ်ကိုအာဖရိကတွေကပြင်သစ်အစ္စရေးရေးဆိုပြီးတော့တင်စားပြီးတော့ရည်ညွှန်းခဲ့တာဖြစ်ပါတယ်။ပြင်သစ်နဲ့အစ္စရေးသူတို့တွေတယောက်နဲ့တယောက်ပေါင်းပြီးတော့အပေးအယူတွေလုပ်အလုပ်တွေတွဲလုပ်ခဲ့တာတွေက1956ခုနှစ်မှာတော့ဆူအတ်တူမြောင်းအရေးခင်းမှာအထွတ်အထိပ်ကိုရောက်လာခဲ့ပါတယ်။အီဂျစ်သမ္မတဖြစ်နေတဲ့ဂါမယ်အက်ဖ်ဒယ်နဇာကဆူအတ်တူမြောင်းတွေကိုသူတို့နိုင်ငံပိုင်နေနဲ့သိမ်းပစ်ခတ်လိုက်ပြီးတော့အယ်ဂျီးရီးယားရဲ့လွတ်လပ်ရေးတိုက်ပွဲတွေကိုလည်းအစွမ်းကုန်ကူညီပေးနေခဲ့တာကြောင့်မလို့ပဲအဲ့ဒီချိန်မှာပြင်သစ်ဗြိတိန်နဲ့အစ္စရေးဒီသုံးနိုင်ငံတွေကပေါင်းပြီးတော့အီဂျစ်ကိုလျှို့ဝှက်ကျူးကျော်တိုက်ခိုက်ဖို့အတွက်ပေါင်းပြီးကြံစည်ခဲ့ကြပါတယ်ဒီနေရာမှာအစ္စရေးတပ်တွေကအရင်ဆုံးစပြီးတိုက်ခဲ့ပါတယ်သူတို့တွေကဆိုင်းတိုင်းသဲကန်နာဒါတွေကိုအလုံးရင်းနဲ့ထိုးဖောက်ပြီးတော့ဝင်တိုက်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့အမေရိကန်နဲ့ဆိုဗီယက်ပြည်ထောင်စုတွေရဲ့ပြင်းထန်တဲ့နိုင်ငံတကာဖိအားတွေကြောင့်ပဲပြင်သစ်ဗြိတိန်နဲ့အစ္စရေးတွေကပြန်ပြီးတော့နောက်ဆုတ်ပေးခဲ့ရတာဖြစ်ပါတယ်အဲ့ဒီမှာပြင်သစ်ဗြိတိန်နဲ့အစ္စရေးပေါင်းလုပ်ခဲ့တဲ့ဒီဆူအတ်စစ်စင်ရေးကြီးဟာကြာရှုံးသွားခဲ့တယ်ဆိုပေမဲ့ဒီတိုက်ပွဲမှာအရင်ဆုံးဝင်တိုက်ပေးခဲ့တဲ့
အစ္စရေးရဲ့တစ္ဆာစောက်သိမှုအတိအမှတ်ပြုတဲ့အနေနဲ့အဲ့ဒီအချိန်မှာပြင်သစ်ဝန်ကြီးချုပ်ဖြစ်တဲ့ဂင်မိုလက်ကပြင်သစ်နိုင်ငံအနေနဲ့အစ္စရေးပေါ်မှာနျူကလ িয়ার ဘုံအကျွေးတင်နေပြီဆိုပြီးတော့ယုံကြည်ခဲ့ပါတယ်ဒီလောက်ထိဆိုလို့ရှိရင်အစ္စရေးတွေနျူကလ িয়ার လက်နက်ရဖို့အတွက်ဝင်ပြီးပါလာခဲ့တဲ့ပြင်သစ်တွေရဲ့ဇလန်းတွေအကုန်လုံးကျွန်တော်တို့သဘောပေါက်သွားပါပြီအဲ့တော့တစ်ဖက်မှာနျူကလ িয়ার လက်နက်ရဖို့အတွက်စ조사ခဲ့ကြတဲ့အစ္စရေးဘက်ခြမ်းကိုကျွန်တော်တို့ဆက်ပြီးကြည့်လိုက်ရအောင်ပြီးတော့လို့ရှိရင်ပြင်သစ်နဲ့အစ္စရေးသူတို့တွေနှစ်ယောက်ပေါင်းပြီးတော့အလုပ်တူတူလုပ်ဖြစ်သွားကြတဲ့နေရာမှာကျွန်တော်တို့ပြန်ဆက်မှာဖြစ်ပါတယ်အစ္စရေးရဲ့ဒီနျူကလ িয়ার ဇက်လန်က1960ပြည့်နှစ်စက်တင်ဘာလရဲ့နေတာတဲ့နေ့တစ်နေ့မှာစပါတယ်အဲ့ဒီရက်မှာအစ္စရေးနိုင်ငံဆိုင်ရာအမေရိကန်တန်အမတ်ကြီးကအစ္စရေးနိုင်ငံတောင်ပိုင်းမှာရှိနေတဲ့ပင်လယ်တီကမ်းရိုးတန်းနားကိုတရားဝင်တန်တမန်ခီးစဉ်နဲ့တွားပြီးတော့လေ့လာခဲ့ပါတယ်ဒီလေ့လာရေးခီးပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်အစ္စရေးရဲ့မြို့တော်တဲဗစ်ကိုအမြန်ဆုံးပြန်နိုင်မှုအတွက်အစ္စရေးလေတပ်ကနေပြီးတော့ရဟတ်ယာဉ်တစ်စီးကိုစီစဉ်ပေးခဲ့ပါတယ်အဲ့ဒီရဟတ်ယာဉ်ကိုစီးပြီးတော့သူတို့တွေကအဆုံးအစမရှိအောင်ကျေလွန်းလာတဲ့ဒီတဲတွေလှိုင်လှိုင်ထားနေတဲ့နီဂက်တဲကန်နရာပိုဖြတ်ပြီးတော့ပြန်နေတဲ့အချိန်မှာပဲတန်အမတ်ကြီးရဲ့မျက်လုံးထဲမှာထူးဆန်းတဲ့မြင်ကွင်းတစ်ခုသူကရုတ်တရက်တွေ့ခဲ့ပါတယ်အဲ့ဒီမှာသူဘာတွေ့ခဲ့လဲဆိုလို့ရှိရင်တော့အပင်တပင်မှတော့မပေါက်ပဲနဲ့လူနဲ့တူနဲ့ဝေးဝေးကြီးမှရှိနေတဲ့ဒီတဲကန်နရာလိုလင်ယာကြီးရဲ့အလေကောင်တက်တက်မှာအေးရမစက်မှုဝင်ကြီးတစ်ခုစောက်ထားတာကိုသူကတွေ့ခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ပဲတန်အမတ်ကြီးကဘာကြောင့်မလို့ဒီလိုနေရာမျိုးမှာဒီစက်မှုဝင်ကြီးတစ်ခုကရောက်နေရတာလဲဆိုတာကိုသူကအရန်ကိုသိချင်သွားခဲ့ပါတယ်ဒါနဲ့ပဲသူနဲ့အတူတူရဟန်းရင်ပေါ်မှာပါလာခဲ့တဲ့အစ္စရေးရဲ့ထိတ်တန့်အရာရှိကိုလက်ညှိုးထိုးပြပြီးတော့ဒါကဘာဆက်ယုံလဲဆိုပြီးတော့သူကမေးလိုက်ပါတယ်အဲ့ဒီသူမေးလိုက်တဲ့ဒါကဘာဆက်ယုံလဲဆိုတဲ့ရိုးရိုးတန်းတန်းမေးခွန်းလေးကအစ္စရေးအစိုးရတစ်ဖွဲ့လုံးအသက်နဲ့လဲပြီးလျှို့ဝှက်ကာကွယ်ထားတဲ့သူတို့နိုင်ငံရဲ့အကြီးမားဆုံးစီမံကိန်းကြီးတစ်ခုကိုတွားပြီးထိနေတာမို့လို့ဒီတန်အမတ်မေးတာကိုဖြေရတော့မယ်အစ္စရေးအရာရှိတယောက်ဆိုလို့ရှိရင်တော်တော်အကျက်ရိုက်သွားခဲ့ပါတယ်ဒါမဲ့အရာရှိကသူ့ရဲ့မျက်နှာကိုချက်ချင်းတီအောင်ထားလိုက်ပြီးတော့အော်ဒါလားဒါကအထည်အလိပ်စိတ်အောင်တစ်ခုပဲဆိုပြီးတော့အေးစစ်စစ်နဲ့ပြန်ပြီးဖြေလိုက်ပါတယ်တကယ်တော့ကျွန်တော်တို့ပြန်စဉ်းစားကြည့်လိုက်မယ်ဆိုလို့ရှိရင်လူသူကင်းမဲ့ပြီးတော့လူနဲ့သူနဲ့အဝေးကြီးမှရှိနေတဲ့ဒီသဲကန်နာအလေကောင်တက်တက်မှာအထည်အလိပ်စိတ်အောင်ကြီးရှိနေတယ်ဆိုတာကဘလို့မှရုပ်တိမဆန်တယ်လို့ဖြစ်လည်းမဖြစ်နိုင်ပါဘူးအမှန်တော့အမေရိကန်တန်အမတ်လက်ညှိုးထိုးပြီးမေးခဲ့တဲ့အဲ့ဒီနေရာကတော့အစ္စရေးရဲ့လျှို့ဝှက်နျူကလ িয়ার စီမံကိန်းနဲ့စခဲ့တဲ့ဒီမိုနာနျူကလ িয়ার စက်ရုံပဲဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီအထည်စက်ရုံဆိုတဲ့စကားလုံးအသုံးနှုန်းကအစ္စရေးတွေရဲ့ထိတ်တန့်အရာရှိတွေကြားမှာသူတို့ရဲ့နျူကလ িয়ার စီမံကိန်းကိုဖုံးကွယ်ဖို့အတွက်အသုံးအများဆုံးလျှို့ဝှက်ကုတ်တစ်ခုလိုဖြစ်လာခဲ့ပါတယ်ဒီနေ့ခေတ်အခုချိန်မှာဆိုလို့ရှိရင်အစ္စရေးတွေရဲ့လက်ထဲမှာနျူကလ িয়ার လက်နက်တွေရှိနေတယ်ဆိုတာကိုတကမ္ဘာလုံးကအသေးချာတက်အပ်သိထားကြပေမဲ့တစ်ဖက်မှာအစ္စရေးဆိုရပါကတော့ဒါနဲ့ပတ်သက်ပြီးတရားဝင်ဘယ်တော့မှဖွင့်ဟပြီးတော့ဝန်မခံခဲ့ပါဘူးဒါတွေရဲ့တမိုင်းဆက်လန်းကိုကောင်းကောင်းနားလည်ဖို့အတွက်ဆိုလို့ရှိရင်1948ခုနှစ်စီကိုကျွန်တော်တစ်ချက်လောက်ကြည့်လိုက်အောင်အဲတော့ကအစ္စရေးနိုင်ငံကိုစပြီးတီထောင်လိုက်တာနဲ့တစ်ချိန်တည်းမှာပဲသူတို့ကိုဝိုင်းထားတဲ့အာရပ်နိုင်ငံတွေအားလုံးရဲ့အလုံးရင်းနဲ့ဝင်ပြီးတိုက်ခိုက်တာကိုအစ္စရေးတွေကခံခဲ့ရပါတယ်အဲ့ဒီပထမအချိန်စစ်ပွဲမှာဆိုလို့ရှိရင်အစ္စရေးတွေဘက်ကအနိုင်ရခဲ့တယ်ဆိုပေမဲ့အာရပ်နိုင်ငံတွေကသူတို့ရဲ့အင်အားကိုပြန်စုပြီးတော့နောက်ထပ်ဒုတိယအချီအနေနဲ့ပြန်ပြီးတော့ထပ်ပြီးလာတိုက်အောင်မှဖြစ်တယ်လို့အဲ့ဒီချိန်ကျရင်သူတို့အစ္စရေးတွေဘက်ကအလုံးစုံအနေနဲ့အစင်သစ်ဖြစ်နေမှာပဲသူတို့ရဲ့နိုင်ငံတည်ရှိမှုကိုဆက်ပြီးကာကွယ်နိုင်မယ်ဆိုပြီးတော့ဝန်ကြီးချုပ်ဖြစ်တဲ့ဒေးဗစ်ဗန်ဂူရီယန်ကတွက်ထားတာဖြစ်ပါတယ်စစ်ရေးနည်းပညာနဲ့သူတို့နိုင်ငံအနာဂတ်ဗျူဟာတွေကိုကောင်းကောင်းကြီးနားလည်ထားတဲ့ဒေးဗစ်ဗန်ဂူရီယန်က1948ခုနှစ်မှာအစ္စရေးတပ်မတော်တပ်သားတစ်တွေကိုစာတစောင်ရေးပြီးတော့ပို့ပေးခဲ့ပါတယ်အဲ့ဒီစာမှာသူရေးထားတာကတော့ငါတို့တွေကအတမ်ရဲ့တဘာဝအံ့ဩစရာဖွဲ့စည်းပုံတွေနဲ့သူ့ရဲ့ထဲမှာဝှက်ထားတဲ့အေယာမစွမ်းအင်တွေကိုဖော်ထုတ်ပေးနေတဲ့ခေတ်ကာလတန်းမှာနေထိုင်နေကြတာဖြစ်ပါတယ်ဆိုပြီးနျူကလ িয়ার ရဲ့အင်အားကိုတတိပေးတဲ့စာလေးကိုရေးပြီးပို့ပေးခဲ့တာဖြစ်ပါတယ်ဘင်ဂူရီယန်ကတော့သူတို့အစ္စရေးနိုင်ငံအတွက်နျူကလ িয়ার ရဲ့ကြောက်စရာကောင်းတဲ့အစွမ်းအစတွေကိုအသုံးချခြင်းနေခဲ့တယ်ဆိုပေမဲ့လည်းတစ်ဖက်မှာအသစ်ဆက်ဆက်ထောင်ထားတဲ့သူတို့အစ္စရေးနိုင်ငံအနေနဲ့ကဒါတွေကိုလက်တွဲကောင်တဲ့ပေါ်ဖို့ကမပြည့်စုံနေပါဘူးကမ္ဘာထိပ်တန်းသိပ္ပံပညာရှင်တယောက်ကိုလည်းသူတို့တွေမဖြစ်မနေလိုအပ်နေခဲ့ပါတယ်အဲ့ဒီချိန်မှာပဲကန်ဂျမာရဲ့ဖန်တီးမှုကြောင့်ဂျာမနီနိုင်ငံဘာလင်တက္ကသိုလ်ကနေ Organis ဓာတုဗေဒပါမောက္ခတယောက်အနေနဲ့တာဝန်ထမ်းဆောင်ခဲ့ပြီးတော့1933ခုနှစ်မှာနာဇီတွေရဲ့ဂျူးလူမျိုးတွေဖမ်းဆီးတပ်ဖြတ်မှုတွေကြောင့်လန်ဒန်ကနေတဆင့်ပါလက်စတိုင်းဒေသစီကိုထွက်ပြေးပြီးတော့တိမ်းရှောင်လာခဲ့ရတဲ့အာနက်စ်ဒေးဗစ်ဘက်ချ်မန်နဲ့ဝန်ကြီးချုပ်ဘင်ဂူရီယန်တို့ကတွေ့ခဲ့ကြပါတယ်
ဘတ်ချ်မန်ကအစ္စရေးတပ်မတော်သိပ္ပံဌာနခွဲရဲ့အကြီးအကဲတယောက်အနေနဲ့ရောကာကွယ်ရေးဝန်ကြီးဌာနရဲ့သိပ္ပံအကြံပေးတယောက်လည်းဖြစ်လာခဲ့တယ်လို့နောက်ဆုံး1952ခုနှစ်မှာဖွဲ့ခဲ့တဲ့အစ္စရေးရဲ့အက်တမ်စွမ်းအင်ကော်မရှင်ရဲ့ဥက္ကဋ္ဌတယောက်ပါဖြစ်လာခဲ့ပါတယ်။အမေရိကန်မှာသူတို့ရဲ့ပထမအဆုံးဘုံကိုထုတ်ခဲ့တဲ့မန်ဟန်တန် project စီမံကိန်းမှာဆိုလို့ရှိရင် Oppenheimer ကရှိနေခဲ့တယ်လို့မျိုးအဲ့ဒီပုံစံအတိုင်းပဲအစ္စရေးမှာဆိုလို့ရှိရင်လည်းသူတို့ရဲ့နျူကလ িয়ার ဖခင်ဖြစ်တဲ့ပါမောက္ခဘတ်ချ်မန်ကရှိနေခဲ့ပါတယ်။နိုင်ငံရေးခေါင်းဆောင်အနေနဲ့ဝန်ကြီးချုပ်ဗန်ဂူရီယန်ကရှိနေတယ်။ပြီးရင်သိပ္ပံပိုင်းနဲ့ဆိုင်တဲ့အခက်အခဲတွေအတွက်ဆိုလို့ရှိရင်လည်းဘတ်ချ်မန်ကရှိနေပြီဆိုတော့အခုဆိုလို့ရှိရင်သူတို့မှနောက်ထပ်လိုအပ်နေတာကဒီအစီအစဉ်တွေကိုအကောင့်ထဲပို့ဖို့အတွက်နိုင်ငံတကာတန်တမန်ရေးကစားကွက်တွေနဲ့ပေါင်းဆက်ပြီးတော့မြေပြင်မှာမဖြစ်ဖြစ်အောင်ချိတ်ဆက်ပြီးအကောင့်ထဲပေါ်ပေးနိုင်တဲ့စီမံခန့်ခွဲတဲ့လူတစ်ယောက်ပဲဖြစ်ပါတယ်။အဲ့ဒီတတိယနေရာမှာသူတို့လိုအပ်နေတဲ့စီမံခန့်ခွဲတဲ့လူနေရာဝင်လာတဲ့သူကတော့နောက်တစ်ချိန်မှာဆိုလို့ရှိရင်အစ္စရေးနိုင်ငံရဲ့ဝန်ကြီးချုပ်နဲ့တမန်တော်ဖြစ်လာမယ်ရှီမွန်ပီရက်စ်ပဲဖြစ်ပါတယ်။ရှီမွန်ပီရက်စ်ကစစ်တပ်ထဲမှာတရားဝင်တာဝန်ထမ်းဆောင်ခဲ့တဲ့လူတစ်ယောက်မဟုတ်ဘူးဆိုပေမဲ့လည်း1950နဲ့60ပြည့်နှစ်တွေမှာစစ်ပူချုပ်တွေထပ်တော်မှာပဲဩဇာအာဏာပူကြီးတဲ့ကာကွယ်ရေးနဲ့ဆိုင်တဲ့ထိတ်တန့်တန်တမန်နဲ့စီမံခန့်ခွဲတဲ့လူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။အခုဆိုလို့ရှိရင်အစ္စရေးဝန်ကြီးချုပ်ဗင်ဂူရီယန်ရဲ့သိပ္ပံပိုင်းနဲ့ဆိုင်တဲ့ဘတ်ချ်မန်နဲ့စီမံခန့်ခွဲဖို့အတွက်ရှီမွန်ပီရက်စ်သူတို့၃ယောက်လုံးစုံသွားပြီဆိုတော့အစ္စရေးရဲ့လျှို့ဝှက်နျူကလ িয়ার စီမံကိန်းကိုမဖြစ်မနေအကောင့်ထဲပေါ်ဖို့အတွက်1955ခုနှစ်မှာသူတို့ဆုံးဖြတ်ခဲ့ပါတယ်။နျူကလ িয়ার ဘုံးတစ်လုံးကိုတကယ်ထုတ်ဖို့အတွက်ဆိုလို့ရှိရင်အရင်ဆုံးအနေနဲ့နျူကလ িয়ার ဓာတ်ပေါင်းဖို့တစ်ခုမဖြစ်မနေလွှတ်လာပါတယ်။အဲ့ဒီနေရာမှာရှီမွန်ပီရက်စ်လိုလူတစ်ယောက်ရဲ့ထူးချွန်တဲ့တန်တမန်ရေးပါနတ်မှုတွေကြောင့်ပဲပြင်သစ်လိုအင်အားကြီးနိုင်ငံတစ်ခုနဲ့သူတို့တွေလျှို့ဝှက်ပြီးတော့မဟာမိတ်ဖွဲ့နိုင်ခဲ့ပါတယ်။1956ခုနှစ်စူအတ်တူမြောင်အရေးခဲမှာဆိုလို့ရှိရင်လေအစ္စရေးရဲ့ပြင်သစ်နဲ့ဗြိတိန်သူတို့၃ယောက်ပေါင်းပြီးတော့အီဂျစ်ကိုတိုက်ခဲ့ကြတဲ့လျှို့ဝှက်ကြံစီမှုတစ်ခုလည်းအတူတူလုပ်ခဲ့ကြပူပါတယ်။နိုင်ငံရေးရှုထောင့်ကနေကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီစစ်စင်ရေးကလုံးဝကိုကြာရှုံခဲ့ရတယ်ဆိုပေမဲ့လည်းဒီလိုစစ်စင်ရေးမျိုးတွေကြောင့်ပဲအစ္စရေးနဲ့ပြင်သစ်ကြားကလျှို့ဝှက်မဟာမိတ်ဆက်ဆံရေးတွေကအရင်ကထက်ကိုပိုပြီးခိုင်မြဲလာခဲ့ပါတယ်။အဓိကတော့ဒီစစ်စင်ရေးမှာအစ္စရေးတွေဘက်ကအရင်ဆုံးတိုက်ပေးခဲ့တာကိုဒါကိုပြင်သစ်တွေကတစ္ဆာစောင့်သိမှုတစ်ခုအနေနဲ့လက်ခံခဲ့ပါတယ်။ဒါကြောင့်မလို့ပဲ1958ခုနှစ်ဝန်းကျင်မှာပြင်သစ်တွေရဲ့အကူအညီနဲ့ဒမိုနာမြို့ရဲ့အရှေ့တောင်ဘက်13ကီလိုမီတာမှာဒမိုနာနျူကလ িয়ার စက်ရုံကိုစပြီးတော့တည်ဆောက်ခဲ့ကြပါတယ်။ဒီနေရာမှာသူတို့တွေအားလုံးပေါင်းပြီးတော့အတူတူနျူကလ িয়ার လက်နက်ကိုထုတ်ကြတဲ့အပိုင်းကိုရောက်လာပါပြီ။အရင်ဆုံးသဘောတူညီချက်ရပြီးတာနဲ့ပြင်သစ်အင်ဂျင်နီယာတွေနဲ့အလုပ်သမားပေါင်း2500ကျော်တွေကအစ္စရေးရဲ့နီဂက်ဖ်တဲကန်နာထဲမှာရှိနေတဲ့ဒမိုနာဆိုတဲ့မြို့လေးစီကိုလျှို့ဝှက်ပြီးတော့ရောက်လာခဲ့ကြပါတယ်။ဒီကိုရောက်လာကြတဲ့အင်ဂျင်နီယာနဲ့အလုပ်သမားတွေမှာအဓိကတာဝန်နှစ်ခုရှိခဲ့ပါတယ်။ပထမတစ်ခုကတော့နျူကလ িয়ার ဓာတ်ပေါင်းဖို့စောက်ဖို့ပဲဖြစ်ပြီးတော့ဒုတိယအရေးကြီးဆုံးတာဝန်ကတော့နျူကလ িয়ার လောင်စာတွေကိုပြန်ပြီးတန်းဆင်ပေးတဲ့စက်ရုံတစ်ခုစောက်ဖို့ပဲဖြစ်ပါတယ်။အဲ့ဒီစက်ရုံကနေပဲအသုံးမလိုတဲ့နျူကလ িয়ার စွပစ်ပစ္စည်းတွေကိုဖယ်ထုတ်ပြီးတော့လက်နက်ထုတ်နိုင်တဲ့အဆင့်ပလူတိုနီယမ်တွေကိုတိကျထုတ်ယူနိုင်မှာပဲဖြစ်ပါတယ်။အဲ့ဒီစီမံကိန်းမှာဆိုလို့ရှိရင်သူတို့တွေကလုံခြုံရေးပိုင်းနဲ့ပတ်သက်ပြီးလုံးဝအလျှော့မပေးပဲချက်ပြန်မကြလောက်အောင်တင်းကျပ်ထားခဲ့ပါတယ်။ဒမိုနာတဲကန်နာထဲမှာအလုပ်လုပ်နေကြတဲ့ပြင်သစ်အလုပ်သမားတွေဆိုလို့ရှိရင်သူတို့ပြင်သစ်မှာကျန်နေခဲ့တဲ့မိသားစုတွေစီကိုတောင်ဓာတ်ရိုက်စာရေးပြီးတော့ဆက်သွယ်ခွင့်တော့မရှိပါဘူး။တကယ်လို့မှမဖြစ်မနေစာပို့ရမယ်ဆိုလို့ရှိရင်တော့တောင်အမေရိကမှာရှိတဲ့သူတို့လုပ်ထားတဲ့စာတိုက်အတုစီကိုအရင်ဆုံးစာပို့လိုက်ပါတယ်။အဲဒီကနေမှတစ်ဆင့်ပြင်သစ်စီကိုလှည့်ပြီးတော့စာပြန်ပို့တဲ့အထိအစွမ်းကုန်လျှို့ဝှက်ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့ဘလောက်ပဲဖုံးကွယ်ထားပါစေ1960ပြည့်နှစ်အရောက်မှာတော့အမေရိကန်ထောက်လှမ်းရေးတွေဘက်ကနီဂက်ဖ်တဲကန်နာအလယ်မှာအစ္စရေးတွေဓာတ်ပေါင်းဖို့တစ်ခုကိုတိစောက်နေပြီဆိုတဲ့ဝေဟင်ဓာတ်ပုံထောက်ထားတွေကိုစပြီးတော့ရလာခဲ့ပါတယ်။ပြီးတော့1960ကိုရောက်လာတဲ့အခါမှာဆိုလို့ရှိရင်အမေရိကန်သမ္မတဒွိုက်အိုင်ဇင်ဟာဝါကအစ္စရေးတွေကိုသူတို့တဲကန်နာထဲမှာရှိနေတဲ့ဒီအေယာမစက်ရုံနဲ့ပတ်သက်ပြီးတော့ရှင်းရှင်းလင်းလင်းအဖြေတစ်ခုပေးဖို့အတွက်ပြောလာပါတယ်။အဲဒီချိန်မှာအစ္စရေးဝန်ကြီးချုပ်ဖြစ်တဲ့ဘန်ဂူရီယန်ကအဲ့ဒါကဘာမှမဟုတ်ဘူး။ဒါလျှစ်စစ်ဓာတ်အားထုတ်ဖို့နဲ့ငြိမ်းငြိမ်းချမ်းချမ်းအသုံးပြုဖို့အတွက်သူတေသနာစက်ရုံတစ်ခုပဲဆိုပြီးတော့တုံ့ပြန်ခဲ့ပါတယ်။ပြီးတော့အစ္စရေးပါလီမန်ထဲမှာဆိုလို့ရှိရင်လည်းဒါတွေဟာလျှစ်စစ်ဓာတ်အားထုတ်ဖို့နဲ့ငြိမ်းငြိမ်းချမ်းချမ်းအသုံးပြုဖို့အတွက်သူတေသနာစက်ရုံပဲဆိုပြီးတော့ဒီတိုင်းပဲပြောခဲ့ပါတယ်။ဒါကတော့ဒီဒမိုနာနျူကလ িয়ার စက်ရုံကြောင်းနဲ့ပတ်သက်ပြီးတော့အစ္စရေးဘက်ကတရားဝင်ထိပ်ပြီးတော့ပြောလာခဲ့တဲ့တခုတည်းတော့တမိုင်းဝင်မှတ်တမ်းပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီအစ္စရေးပြောတာတွေအားလုံးကိုအမေရိကန်ဝါရှင်တန်ဘက်ကတော့လုံးဝမယုံခဲ့ပါဘူး
1962ခုနှစ်မှာ John F. Kennedy ကအမေရိကန်သမ္မတဖြစ်လာတဲ့အခါမှာဆိုလို့ရှိရင်အမေရိကန်တွေအစ္စရေးကိုမယုံတဲ့အခြေအနေတွေကပိုပြီးတော့တင်းမာလာခဲ့ပါတယ်။သမ္မတ Kennedy ကအစ္စရေးပေါ်မှာဖိအားတွေအများကြီးပေးလာခဲ့ပြီးတော့ဒီမိုနာစက်ရုံကိုလည်းအမေရိကန်စစ်စေးရေးဖွဲ့တွေနဲ့ပုံမှန်စစ်ဆေးလို့ရအောင်လည်းလုပ်ခဲ့ပါတယ်။အဲ့ဒီလိုနဲ့1960ပြည့်နှစ်နောက်ပိုင်းထဲမှာဆိုလို့ရှိရင်အမေရိကန်စစ်စေးရေးဖွဲ့တွေကဒီမိုနာဒီနျူကလ িয়ার စက်ရုံတွေကိုခဏသွားပြီးစစ်ခဲ့ကြပါမယ်။ဘာမှမတွေးခဲ့ရပါဘူး။အဲ့တော့အမေရိကန်ထောက်လှမ်းရေးတွေနဲ့ထိပ်တန်းနျူကလ িয়ার ပညာရှင်တွေကဒီလောက်အနီးကပ်စစ်ဆေးနေတဲ့ဂျာတွေကနေပဲအစ္စရေးတွေကဘယ်လိုလုပ်ပြီးတော့သူတို့ရဲ့နျူကလ িয়ার အစီအစဉ်တွေကိုဖုံးကွယ်နိုင်ခဲ့တာလဲဆိုပြီးမေးစရာရှိလာပါတယ်။အဖြေကတော့အစ္စရေးတွေကဒီမိုနာနျူကလ িয়ার စက်ရုံရဲ့မြေအောက်ထဲကိုဆင်းတဲ့ဓာတ်လေကားတွေရဲ့အရှိမနယံအတုတွေနဲ့ကာပြီးတော့ပိတ်လိုက်တာပဲဖြစ်ပါတယ်။အဲ့တော့အပြင်ပိုင်းကနေကြည့်မယ်ဆိုလို့ရှိရင်အမေရိကန်စစ်စေးရေးဖွဲ့တွေနဲ့ဝေဟင်ကထောက်လှမ်းရေးလေယာဉ်တွေအားလုံးကမြေပေါ်မှာရှိနေတဲ့သူတို့ဒီတိုင်းပြထားတဲ့ဓာတ်ပေါင်းဖို့ပဲမြင်ခဲ့ရတာဖြစ်ပြီးတော့တကယ်တမ်းမှာအရေးကြီးနေတဲ့မြေအောက်မှာသူတို့အလွှာတွေအများကြီးနဲ့လှုပ်ဝက်ပြီးတော့တိစောက်ထားတဲ့ပလူတိုနီယံတပ်ဆင်စက်ရုံကတော့လုံးဝမရိပ်မိခဲ့ကြပါဘူး။အခုလိုမျိုးမြေပြင်ပေါ်မှာစစ်စေးရေးဖွဲ့တွေလုံးဝမမြင်အောင်သူတို့တွေအကွက်ကြကြနဲ့အောင်မြင်ဖုံးကွယ်ထားနိုင်ခဲ့တယ်လို့မျိုးပဲတစ်ဖက်မှာဆိုလို့ရှိရင်လေနျူကလ িয়ার နဲ့ပတ်သက်တဲ့နည်းပညာပစ္စည်းတွေနဲ့လိုအပ်တဲ့အစိပ်ပိုင်းတွေကိုကမ္ဘာအနှံ့ကနေလှုပ်ဝက်ပြီးတော့သူတို့အစ္စရေးစီကိုတင်သွင်းနိုင်ဖို့အတွက်အစ္စရေးတွေကလက်ခံLAKAM လို့ခေါ်တဲ့လက်ခံလို့ခေါ်တဲ့သိပ္ပံနဲ့ဆိုင်တဲ့ထိပ်တန်းထောက်လှမ်းရေးဘျူရိုဖွဲ့တစ်ခုထပ်ပြီးတော့ဖွဲ့လိုက်ပါတယ်1965ခုနှစ်မှာရှီမွန်ပီရက်စ်ကအဲ့ဒီထောက်လှမ်းရေးဖွဲ့အတွက်အဓိကလျှို့ဝှက်အေဂျင့်တစ်ယောက်ကိုအစ္စရေးတဲဗစ်မြို့ကနိုင်ကလပ်တစ်ခုထဲမှာစပြီးတော့စီးရုံးခဲ့တာဖြစ်ပါတယ်အဲ့ဒီသူစီးရုံးလာခဲ့တဲ့လူငယ်လေးကတော့နောက်တစ်ချိန်မှာဆိုလို့ရှိရင်ဟောလိဝုဒ်ရုပ်ရှင်လောကရဲ့နာမည်ကျော်ထုတ်လုပ်သူပရိုဂျူဆာတယောက်ဖြစ်လာမယ်အာနော်မီချန်ပဲဖြစ်ပါတယ် LA Confidential နဲ့12 Years a Slave ဒီလိုမျိုးအော်စကာဆုတွေနဲ့နာမည်ကြီးခဲ့တဲ့ရုပ်ရှင်တွေရဲ့ထုတ်လုပ်သူပရိုဂျူဆာဖြစ်ခဲ့တဲ့မီချန်ကအဲ့ဒီခေတ်တုန်းကဆိုလို့ရှိရင်အစ္စရေးရဲ့နျူကလ িয়ার စီမံကိန်းအတွက်လိုအပ်နေတဲ့ဒီဇိုင်းပုံစံတွေနဲ့အရေးကြီးတဲ့နျူကလ িয়ার စက်ပစ္စည်းအစိတ်ပိုင်းတွေကိုနိုင်ငံတကာကနေပြီးတော့လှုပ်ဝက်ပြီးသူတို့အစ္စရေးစီကိုတည်ပေးခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီမှာအစ္စရေးအတွက်လှုပ်ဝက်ပြီးတော့အလုပ်လုပ်ပေးခဲ့ရတာနဲ့ပတ်သက်ပြီးနောက်ပိုင်းမှာအာရိုမီချန်ကဖွင့်ပြောလာခဲ့တာတခုရှိပါတယ်။အဲ့မှာသူဘာပြောခဲ့လဲဆိုလို့ရှိရင်အသက်20ကျော်ရွယ်လူငယ်လေးတစ်ယောက်ကိုကိုယ့်ရဲ့နိုင်ငံကဂျိမ်းစ်ဘွန်လုပ်ခွင့်ပေးလိုက်တဲ့ခံစားချက်မျိုးခင်ဗျားတို့သိလားအရင်စိတ်လှုပ်ရှားဖို့ကောင်းတာပဲဗျာဆိုပြီးဒီလိုမျိုးတမိုင်းဝင်စကားကိုသူကပြန်ပြီးပြောပြခဲ့တာဖြစ်ပါတယ်ဒီလိုမျိုးထောက်လှမ်းရေးနီလန်ပေါင်းစုံတွေနဲ့နျူကလ িয়ার ဓာတ်ပေါင်းပုံနဲ့နည်းပညာအတွက်လိုအပ်တဲ့ပုံကျန်းတွေကုန်ကျန်းတွေကိုအစ္စရေးကရယူနိုင်ခဲ့ပြီးတော့နျူကလ িয়ার လောင်စာအတွက်မရှိမပြည့်လိုအပ်နေတဲ့ heavy water ဆိုတဲ့ရေလေးတွေကိုလည်းနော်ဝေးနိုင်ငံစီကနေလှုပ်ဝက်ပြီးတော့ဝယ်ယူတင်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်အဲဒီလိုနဲ့1960ပြည့်နှစ်တွေအကုန်မှာတော့အစ္စရေးရဲ့ပထမအဦးဆုံးနျူကလ িয়ার ဘုံကအဆင်သင့်ဖြစ်လာပါတယ်1968ခုနှစ်မှာဖြစ်ခဲ့တဲ့6ရက်ကြာစစ်ပွဲ The Six Day War မှာဆိုလို့ရှိရင်တကယ်လို့သာစစ်မြေပြင်ထဲမှာအစ္စရေးတွေဘက်ကစစ်ရေးပိုင်းမှာရှုံးခဲ့မယ်ဆိုလို့ရှိရင်ဆိုင်းနိုင်တဲကန်နာဒါထဲမှာသူတို့တွေကနျူကလ িয়ার ဘုံကိုစမ်းသပ်ဖောက်ခွဲပြပြီးတော့အာရတ်တပ်တွေအကုန်လုံးကိုခြောက်ပြီးစုပ်ခွာသွားအောင်လုပ်မယ်ဆိုတဲ့ Plan B အစီအစဉ်ကိုကြိုပြီးတော့ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့စစ်ပွဲထဲမှာအစ္စရေးတွေဘက်ကအပြည့်အသက်အနိုင်ရသွားခဲ့တဲ့အတွက်အရန်ကိုအန်ရများတဲ့ဒီ Plan B ကိုသူတို့တွေမလုပ်ပြခဲ့ပါဘူး1968ခုနှစ်ကိုရောက်လာတဲ့အခါမှာဆိုလို့ရှိရင်အမေရိကန်အစိုးရတွေဘက်ကလည်းအစ္စရေးမှာနျူကလ িয়ার ဘုံတကယ်ရှိနေပြီဆိုတာကိုသိသွားခဲ့ပါတယ်အစ္စရေးမှာအခုလိုနျူကလ িয়ার လက်နက်ရှိနေပြီဆိုတာကိုသိသွားတဲ့အခါမှာအမေရိကန်တွေအတွက်ပထဝီနိုင်ငံရေးနဲ့တန်တမာရေးနဲ့ဆိုင်တဲ့အခက်အခဲတစ်ခုကပေါ်လာပါတယ်ဘာလို့လဲဆိုလို့ရှိရင်အဲ့ဒီချိန်တော့တကဘာလုံးအတိုင်းအတာနဲ့ကမ္ဘာနျူကလ িয়ার လက်နက်မပြန့်ပွားရေးစာချုပ်ကိုနိုင်ငံတွေအားလုံးကလက်မှတ်ထိုးပေးဖို့အတွက်အမေရိကန်ဝါရှင်တန်ကအပြင်းအထန်ဖိအားပေးဖို့လုပ်နေတဲ့အချိန်လည်းဖြစ်နေပါတယ်။တကယ်လို့သာအမေရိကန်တွေအနေနဲ့အစ္စရေးမှာနျူကလ িয়ার လက်နက်ရှိနေတယ်ဆိုတာကိုလူသိရှင်ကြားအားလုံးကိုထုတ်ပြောလိုက်မယ်ဆိုလို့ရှိရင်တစ်ဖက်မှာအာရပ်နိုင်ငံတွေကလည်းဒီစာချုပ်ကိုဘယ်တော့မှလက်မှတ်ထိုးကြတော့မှာမဟုတ်ပါဘူး။ဒါကြောင့်မလို့ပဲအမေရိကန်တွေကဒီနျူကလ িয়ার လက်နက်မပြန့်ပွားရေးစာချုပ်ကြီးအထမြောက်ဖို့အတွက်အောင်မြင်မှုရှိလာဖို့အတွက်အစ္စရေးရဲ့နျူကလ িয়ার လှုပ်ဝက်အစီအစဉ်တွေကိုအားလုံးကိုလုံးဝမပြောပြဘဲနဲ့မသိတယ်လို့မျိုးဟန်ဆောင်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့အာရပ်နိုင်ငံတွေကစာချုပ်ကိုလက်မှတ်ထိုးခဲ့ကြပြီးတော့နျူကလ িয়ার အမှန်တကယ်ပိုင်ဆိုင်ထားတဲ့အစ္စရေးကတော့ဒီစာချုပ်မှာလက်မှတ်မထိုးခဲ့ပါဘူး။ဒါတွေပြင်1989ခုနှစ်မှာဆိုလို့ရှိရင်လေအမေရိကန်ထောက်လှမ်းရေးဂျူဒူတွေက
တောင်အာဖရိကရဲ့ကမ်းလွန်ပင်လယ်ပြင်မှာနျူကလ িয়ার လက်နက်တွေကိုစမ်းသပ်ဖောက်ခွဲတဲ့အခါမှာအဲကနေထွက်လာတဲ့လက္ခဏာတွေနဲ့အရန်ကိုတူနေတဲ့အလင်းနှစ်ထပ်လက်ကနေထားပေါက်လာတော့ဖမ်းယူရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ပဲဒီအထောက်ထားတွေကအစ္စရေးနဲ့တောင်အာဖရိကဒီနိုင်ငံပေါင်းပြီးတော့နျူကလ িয়ার စမ်းသပ်မှုတွေလုပ်နေတယ်ဆိုပြီးတော့ညွှန်ပြနေပါတယ်။ဒါပေမဲ့အမေရိကန်အစိုးရဘက်ကတော့ဒါတွေကိုဘယ်နိုင်ငံကစမ်းသပ်ဖောက်ခွဲခဲ့တာလဲဆိုတာနဲ့ပတ်သက်ပြီးတော့အတည်ပြုတရားဝင်ထုတ်ပြောခဲ့တာမရှိပါဘူး။ဒီနေရာမှာအရေးကြီးတဲ့အချက်တစ်ခုရှိပါတယ်။အဲ့ဒီ1989ဆိုတဲ့ကာလတွေမှာနိုင်ငံတကာသဘောတူညီချက်တွေတိုင်းဆိုလို့ရှိရင်ကမ္ဘာလေထုထဲမှာနျူကလ িয়ার လက်နက်ကိုစမ်းသပ်ဖောက်ခွဲတာကိုအားလုံးကလုံးဝပိတ်ပင်တားမြစ်ထားတဲ့အချိန်ဖြစ်နေပါတယ်။ဒါကြောင့်မလို့ပဲဂျိုဒူးကနေဖမ်းမိလာတဲ့ဒီစမ်းသပ်ဖောက်ခွဲမှုကိုဘယ်နိုင်ငံကနေပဲလှုပ်လိုက်တယ်ဖြစ်နေပါစေ။ဒါဟာအားလုံးသဘောတူညီထားတဲ့လူသားတရက်လုံးနဲ့ဆိုင်တဲ့ဂတိကဝတ်ကိုတယောက်ယောက်ကချိုးဖောက်လိုက်တယ်ဆိုတာမျိုးပြနေတာပဲဖြစ်ပါတယ်။တစ်ဖက်မှာထောက်လှမ်းရေးအထောက်ထားတွေအားလုံးကလည်းဒါကအစ္စရေးနဲ့လူမျိုးရေးခွဲခြားတဲ့တောင်အာဖရိကအစိုးရတွေကနောက်ွယ်ကနေလက်ဝါးချင်းရိုက်ပြီးတော့အတူတူပေါင်းလုပ်ခဲ့ကြတဲ့လျှို့ဝှက်နျူကလ িয়ার စမ်းသပ်မှုဖြစ်တယ်ဆိုတာကိုအားလုံးကအတူတူညွှန်ပြနေပါတယ်။ဒါပေမဲ့အဲ့ဒီချိန်တုန်းကအမေရိကန်သမ္မတဖြစ်နေတဲ့ဂျင်ကာတာအစိုးရကတော့တခိုးဝါစစ်ရေးခေရဲ့ပထဝီနိုင်ငံရေးအကျိုးစီးပွားတွေကိုထိခိုက်မှာဆိုတာကြောင့်ဒီစမ်းသပ်မှုရဲ့နောက်ွယ်ကဘယ်သူတရခံဖြစ်လဲဆိုတာကိုအပြည့်အမှန်တဲ့အကုန်လုံးကိုမသိသလိုမျိုးဟန်ဆောင်ပြီးတော့နေခဲ့ပါတယ်။ဒါတွေအကုန်လုံးကိုသူကတန်တမန်ရေးရဖုံးကွယ်မှုတွေနဲ့လုပ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့်ပဲဒီနေ့အချိန်ထိအဲ့ဒီနျူကလ িয়ার စမ်းသပ်မှုကိုဘယ်နိုင်ငံကမှသူတို့လုပ်ခဲ့တာပါဆိုပြီးတရားဝင်ထုတ်ပြောပြီးတော့ဝန်ခံတာမျိုးမလုပ်ခဲ့ကြပါဘူး။ဒီလိုနဲ့ဆယ်စုနှစ်နဲ့ချီကြာလာတဲ့အခါမှာမြေအောက်ထဲမှာတင်းတင်းကြပ်ကြပ်နဲ့သူတို့ special လှုပ်ဝက်ပြီးစောက်ထားခဲ့တဲ့အစ္စရေးတွေရဲ့ဒီနျူကလ িয়ার စီမံကိန်းကြီးတစ်ခုလုံးကို1986ခုနှစ်မှာတော့လူတစ်ယောက်ကတကဘာလုံးကိုသိအောင်ပြောင်တင်းတင်းနဲ့ပွေ့ချပြီးပေါ်ထုတ်လိုက်ပါတယ်။အစ္စရေးရဲ့ဒီလှုပ်ဝက်နျူကလ িয়ার စီမံကိန်းတွေအကုန်လုံးကိုပေါ်ထုတ်ခဲ့တဲ့လူကတော့မော်ဒခိုင်ဗန်နူနူပဲဖြစ်ပါတယ်။သူကဒီဒီမိုနာနျူကလ িয়ার စက်ရုံထဲမှာ1989ခုနှစ်ကနေ1985ခုနှစ်အထိအချိန်10နှစ်ကြာအောင်တာဝန်ထမ်းဆောင်ခဲ့တဲ့နည်းပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။သူ့ရဲ့ဒီအလုပ်ကနေမထွက်ခင်မှာစက်ရုံတွေကပလူတိုနီယမ်စိတ်ပိုင်းတွေနဲ့တာမိုနျူကလ িয়ার ဒီဇိုင်းတွေအကုန်လုံးကိုလျှို့ဝှက်ကင်မရာတွေနဲ့ဓာတ်ပုံခိုးရိုက်ခဲ့ပြီးတော့ဘီတန်ရဲ့သတင်းမီဒီယာတစ်ခုဖြစ်တဲ့ The Sunday Times ကိုပေါက်ကြားပြီးတော့ဖော်ထုတ်ခဲ့ပါတယ်။အဲ့ဒီသတင်းပေါက်ကြားလာပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်အချိန်ဆယ်စုနှစ်နဲ့ကြာအောင်ဖုံးကွယ်ထားခဲ့တဲ့အစ္စရေးရဲ့ဒီလျှို့ဝှက်နျူကလ িয়ার စီစဉ်တဲ့အကုန်လုံးကိုတကဘာလုံးကသိလာပြီးတော့လူသိရှင်ကြားလုံးလျားဖြစ်သွားတဲ့အခြေအနေတစ်ခုရောက်လာခဲ့ပါတယ်။နောက်ပိုင်းမှာအစ္စရေးရဲ့ဒီလျှို့ဝှက်ချက်ကိုပေါ်ထုတ်ခဲ့တဲ့ဗန်နူနူကအီတလီနိုင်ငံရောမမြို့ထဲမှာမော့ဆက်ထောက်လှမ်းရေးဖွဲ့တွေရဲ့ပြန်ပေးဆွဲဖမ်းဆီးတာကိုခံခဲ့ရပြီးတော့အစ္စရေးမှာထောင်ဒဏ်18နှစ်ကြာခဲ့ပါတယ်။အဲ့ဒီထောင်ကျရမယ့်အချိန်18နှစ်ပြစ်ဒဏ်တွေကအချိန်10နှစ်လုံးကိုဗန်နူနူတယောက်တိုက်ပိတ်ထောင်ဒဏ်နေနဲ့တယောက်တည်းအထီးကျန်ပြီးတော့ဖျက်ဆီးခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်မလို့ပဲ1983ခုနှစ်မှာဖြစ်ခဲ့တဲ့ယွန်ကီပူစစ်ပွဲနောက်ပိုင်းမှာဆိုလို့ရှိရင်အာရပ်နိုင်ငံတွေကအစုလိုက်ဖွဲ့လိုက်စုပြီးတော့အစ္စရေးကိုအလုံးရင်းနဲ့ဝင်တိုက်တဲ့စစ်ပွဲတွေကလုံးဝမရှိသလောက်နေပါဖြစ်သွားခဲ့တာတွေကအစ္စရေးရဲ့ဒီနျူကလ িয়ার ချင်းချောင်းမှုအစွမ်းအစတွေကတကယ်ပဲအောင်မြင်သွားခဲ့တာလားဆိုတာကတော့ကမ္ဘာပထဝီနိုင်ငံရဲ့တမိုင်းထဲမှာစဉ်းစားစရာကောင်းတဲ့အရင်ကစိတ်ဝင်စားစရာကောင်းတဲ့မိကွန်းတစ်ခုအနေနဲ့အခုချိန်ထိကျန်နေတာဖြစ်ပါတယ်။ပြီးတော့အစ္စရေးရဲ့ပထမအဦးဆုံးဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ဒေးဗစ်ဗန်ဂူရီယန်ရဲ့ရီမန်းချက်အတိုင်းပဲသူတို့တွေတကယ်ကိုအားကောင်းပြီးတော့ခိုင်မာတဲ့တတိုင်းတစ်ခုအကာအကွယ်ကြီးတစ်ခုကိုရနေပြီလားဆိုတာကလည်းစိတ်ဝင်စားစရာမိကွန်းအနေနဲ့အခုချိန်တည်းကျန်နေတာဖြစ်ပါတယ်။ဟုတ်ကဲ့အစ္စရေးရဲ့လျှို့ဝှက်နျူကလ িয়ার အစီအစဉ်တမိုင်းကြောင်းကတော့ဒီမှာပဲပြီးဆုံးသွားပါပြီခင်ဗျာ။ကမ္ဘာကြီးရဲ့နောက်ွယ်ဟာလျှို့ဝှက်ချက်တွေနိုင်ငံရေးကစားကွက်တွေနဲ့တမိုင်းရဲ့ဖြစ်ပျက်မှန်တွေကိုနားလည်သဘောပေါက်ဖို့ဆိုတာကတော်တော်ရေးကြီးနေပါတယ်။ပြီးတော့ဒါတွေကအရင်ကလည်းစိတ်ဝင်စားဖို့ကောင်းနေပါတယ်။ဒီလိုအချက်လက်တွေကိုနားလည်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကမ္ဘာပထဝီနိုင်ငံရေး geopolitics တွေကိုသူတို့ချပြထားတဲ့အပေါ်ယံအလွှာကိုကြော်ပြီးတော့အတွင်းမှာမြုပ်နေတဲ့မြုပ်ကွက်တွေကိုလည်းမြင်နိုင်မှာဖြစ်ပါတယ်။ဟုတ်ကဲ့ဒီနေ့ညအစီအစဉ်ကိုစိတ်ဝင်စားနဲ့တေချာလေးနားထောင်ပေးကြတဲ့တဦးတယောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။မနေ့ပြန်မှာလည်းကျွန်တော်တို့နောက်ထပ် Midnight Wisdom နဲ့ထပ်ပြီးတွေ့ကြရအောင်။အားလုံးပဲကောင်းသောညလေးပိုင်ဆိုင်ကြပါစေခင်ဗျာ။နောက်ပြီးတော့အခုလိုမျိုးဗီဒီယိုလုပ်တဲ့အခါမှာကောင်းနေပြီးသားအကြောင်းအရာတစ်ခုဇာတ်တို့နဲ့ပို့ပြီးကောင်းလာဖို့အတွက်ရပြီးတော့ကိုပြောတဲ့အချက်လက်တစ်ခုဟာမှန်မှန်ကန်ကန်နဲ့ဖြစ်နေဖို့အတွက်အချက်လက်တွေစစ်ဆေးတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ကျွန်တော် AI ရဲ့ကူညီမှုများကြီးယူထားရပါတယ်။လက်ရှိမှာကျွန်တော် AI ကိုဘယ်လိုအသုံးချနေလဲလက်တွေ့ကျကျဘယ်လိုမျိုးအသုံးချနေလဲဆိုတာနဲ့ပတ်သက်ပြီးတော့အထူးသဖြင့် Gemini AI ကို
လက်တွေ့ဘဝမှာအကောင်းဆုံးဘယ်လိုအသုံးချရမလဲဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်အခမဲ့ပညာဒါနမျှဝေမှုလေးတခုလုပ်ဖို့ရှိပါတယ် AI ကိုအသုံးချပြီးတော့ online ကနေပတ်စံရှာတာတွေတစ်လဘလောက်ရတာတွေဒါတွေတခုမှမဟုတ်ပါဘူးလက်တွေ့ဘဝမှာပဲကျွန်တော်တို့လက်တွေ့ကြဘယ်လိုမျိုးအသုံးချရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ Google ကနေအခမဲ့ပေးထားတဲ့ free အခမဲ့ version Gemini ရဲ့ပဲအသုံးချပြီးတော့ကျွန်တော်တို့ဘယ်လိုမျိုးအကျိုးရှိနဲ့အသုံးချရမလဲဆိုတာကိုမျှဝေပေးမှာဖြစ်ပါတယ်အဲ့တော့စိတ်ဝင်စားရဆိုလို့ရှိရင်အောက်မှာ link ချပေးထားပါတယ်မကြခင်မှာအခမဲ့ပညာဒါနမျှဝေမှုလေးစဖို့ရှိပါတယ်ဒီညအတွက် Midnight Wisdom ကတော့ဒီလောက်ပါပဲအားလုံးပဲစိတ်အေးချမ်းသာစွာနဲ့အိမ်မက်လလမှန်းနိုင်ကြပါစေခင်ဗျာ